ဒီနေ့ day 3လေးစလိုက်အောင်နော်chapter 1 day 3ပေါ့နော်ဘယ်ကစမှာလဲ exercise 1.1 page 2မှာပါတဲ့ number 3 find the values of I power n I power n each တန်ဖိုးကိုရှာပြီးပါ for every positive integer n အပေါင်းကိန်းပြည့် n အတွက် I power n ရဲ့တန်ဖိုးကိုရှာပြီးပါ where I square equal I into I cube equal I square into 1 extra လို့ပေးထားတယ် I square ဆိုတာ I နဲ့ I နဲ့မြောက်တာပါတဲ့ I cube ဆိုတာ I square နဲ့ I နဲ့မြောက်တာပါတဲ့အဲ့ဒါဆိုရင်အပေါင်းကိန်းပြည့်တိုင်း n အတွက် I power n ရဲ့တန်ဖိုးကိုရှာပေးပါလို့ပြောထားတယ်အဲ့ဒါ I power n နဲ့ပတ်သက်လို့ကျွန်တော်ရှေ့မှာအများကြီးရှင်းခဲ့ပြီးပါပြီ I power n ဘာတွေရှိမလဲ n တန်ဖိုးဒီ 1,5,9 ဖြစ်ခဲ့ရင်တဲ့ I power n ရဲ့တန်ဖိုးက I မှာ n တန်ဖိုးတွေက 2,6,10 ဖြစ်ခဲ့ရင်တော့ -1 ပါတဲ့ n တန်ဖိုးတွေက 3,7,11 and so on ဖြစ်ခဲ့ရင်တော့ -i ပါတဲ့ n တန်ဖိုးတွေက 4,8,12, and so on ဖြစ်ခဲ့ရင်တော့ 1 ပါလို့ကျွန်တော်ကရှင်းမှာပါလေရှင်းခဲ့ပြီးပါပြီ I power n equal to I if n equal to 1,5,9 and so on ပေါ့ I power n equal to -1 if n equal to 2,6,10, and so on ပေါ့ I power n equal to -i if n equal to 3,7,11, and so on ပေါ့ I power n equal to 1 if n equal to 4,8,12, and so on လို့ပြောထားတယ်နော်ဟုတ်ပြီအဲ့ဒါလေးကို generally ပေါ်ပြတော့မယ်နော် generally ဘယ်လိုပေါ်ပြမှာလဲ n is positive integer in case whole number n ကအပေါင်းကိန်းပြည့်ဖြစ်ပြီးတော့တဲ့ကိုက k က whole number ဖြစ်ခဲ့မယ်ဆိုရင်တဲ့ if n equal to 4k n က 4k ဆိုတာက k တမို့လဲ whole number ဖြစ်ရမှာပေါ့အဲ့ဒါဆိုရင်တဲ့ I power n က 1 နဲ့ညီပါတယ် n equal to 4k plus 1ဆိုရင်တော့ I power n က I နဲ့ညီပါတယ် n equal to 4k plus 2ဆိုရင်တော့ I power n က -1 နဲ့ညီမယ် I equal to 4k ဆိုရင်တော့ 4k plus 3ဆိုရင်တော့ I power n ကဒါတို့ -i နဲ့ပါလို့လေညီပါမယ်ပေါ့ဒီလိုလေးကျွန်တော်ဖြည့်ပြရပါလိမ့်မယ်နော်ဟုတ်ပြီဒါဆို exercise 1.1 အားလုံးပါလို့လေပြီးသွားပါပြီနော်ကဲဒါဆိုရင် list ကိုသွားပါမယ် complex number x, y complex number များကို x, y ပုံစံတနည်းအားဖြင့် complex number များကို order base ပုံစံနဲ့ပါလို့တာလေဖော်ပြထားတာပေါ့ let two complex number are x1 plus y1 in x2 plus y2 i complex number နှစ်ခုတည်းတဲ့ x1 plus y1 i နဲ့ x2 plus y2 i ဟုထားပါပေါ့ a complex number ကို is can be expressed as ကဲ့သို့ဖော်ပြနိုင်ပါတယ်တဲ့ဘယ်ကဲ့သို့ဖော်ပြနိုင်တာလဲ an order by x, y x, y ပုံစံနဲ့ဘာလို့တာလဲဖော်ပြနိုင်တယ်ပေါ့ complex number တွေကို x, y ပုံစံနဲ့ဖော်ပြနိုင်ပါတယ်နော်ဒီမှာဘာပြောထားလဲ two complex number က x1 plus y1 i နဲ့ x2 plus y2 i ပေါ့ a complex number can be expressed x and order by x, y complex number တွေကို order by x, y နဲ့ဖော်ပြနိုင်ပါတယ်ပေါ့ဒါဆိုဘယ်လိုဖော်ပြနိုင်တာလဲ x1 plus y1 i equal to x1, y1 and x2 plus y2 i equal to x2, y2 ဆိုပြီးတော့ကျွန်တော် complex number တွေကို order base ပုံစံနဲ့ဖော်ပြနိုင်တယ် x1 plus y1 i ဆိုတာ general form လို့လည်းပြောလို့ရတယ် Cartesian form လို့လည်းပြောလို့ရတယ် x plus y i ပုံစံလို့လည်းပြောလို့ရပါတယ်အဲ့ဒီ complex number တွေကို order base ပုံစံနဲ့ဖော်ပြနိုင်တယ်ပေါ့အဲ့စမဲ့ဘယ်လိုပြောတာလဲ 3 plus 2i equal 3,2 minus 5 plus 7i equal minus 7,9
minus 5,7 minus 1 minus equal minus 1 comma minus 1 minus 2i equal 0 minus 2i those you sabi တော့ 0 comma minus 2 4 equal 4 plus 0i လို့ you sabi တော့ 4 comma 0 ဆိုပြီးတော့ပေါ်ပြလို့ရတယ်အဲဆိုဆရာတို့ကအနည်းချုပ်တော့ပဲဆိုရင် x plus y ပုံစံရှိတဲ့ complex number မျိုးကို order ပဲ x, y ပုံစံနဲ့ဘာလို့ရလဲပေါ်ပြလို့ရတယ်လို့ကျွန်တော်သိထားပါလိမ့်ကဲနောက်တော့ order relation of two complex number နှစ်ခုရဲ့ order relation let z1 equal x1 plus y1 i and z2 equal x2 plus y2 i complex number တစ်ခုက z1 နဲ့ z2 z1 က x1 plus y1 i and z2 က x2 plus y2 i if z1 and z2 are two complex number then either z1 equals z2 or z1 not equals z2 z1 and z2 က complex number တစ်ခုဆိုရင်တဲ့ z1 equals z2 ဖြစ်နိုင်တယ် z1 not equals z2 ဖြစ်နိုင်တယ်ဒါဆိုဆရာတို့ဘယ်လိုမှတ်မှာလဲ complex number နှစ်ခုတည်တူညီခြင်းနဲ့မတူညီခြင်းပဲရှိပဲပေါ့နော် complex number နှစ်ခုကတူညီခြင်းနဲ့မတူညီခြင်းပဲရှိပါမယ် if z1 and z2 are two complex number z1 and z2 are complex number နှစ်ခုဖြစ်ခဲ့တော့ then either z1 greater than z2 and z1 less than z2 are impossible complex number နှစ်ခုမှာတဲ့ကြီးချင်းငယ်ချင်းဆိုတာမရှိပါဘူးဒါတွေကသိထားမှာပါနော် complex number နှစ်ခုဒီတူညီခြင်းနဲ့မတူညီခြင်းပဲရှိပါတယ် complex number နှစ်ခုကကြီးချင်းနဲ့ငယ်ချင်းဆိုတာပါလေမရှိပါဘူးပေါ့ဒါဆို z1 နဲ့ z2 က complex number နှစ်ခုဆိုရင် z1 equals z2 ဖြစ်နိုင်တယ်သို့မဟုတ် z1 not equals z2 ဖြစ်နိုင်တယ်ပေါ့ z1 greater than z2 နဲ့ z1 less than z2 ဆိုတာမဖြစ်နိုင်ပါဘူးပေါ့ဒါဆို complex number တစ်ခုကတူညီခြင်းနဲ့မတူညီခြင်းပဲရှိပါမယ်ကြီးတယ်ငယ်တယ်ဆိုတာဘာလို့တာလဲမရှိပါဘူးပေါ့ဒါတို့မှတ်ထားပါလိမ့်မယ်နော် equality of two complex number နှစ်ခုတူညီခြင်း complex number နှစ်ခုတူတာကဘယ်အခြေအနေရောက်မှ complex number နှစ်ခုတူပါတယ်လို့ပြောလို့ရတယ်ပေါ့ z1 plus x1 plus y1 i equal x2 plus y2 i x1 plus y1 i နဲ့ x2 plus y2 i နဲ့ညီတယ်ဆိုရင်တဲ့ if and only if x1 equal x2 and y1 equal y2 complex number နှစ်ခုတူတယ်ဆိုရင် real part ချင်းတူပါမယ် imaginary part ချင်းတူပါမယ် complex number နှစ်ခုတူတယ်ဆိုရင် real part ချင်းတူပါမယ် imaginary part ချင်းတူပါမယ်ဟုတ်ပြီနော် x1 plus y1 i equal x2 plus y2 i ဆိုရင် if and only if x1 equal x2 and y1 equal y2 ပါဒါက x plus y ပုံစံနဲ့ပြောလိုက်တာပေါ့ x1, y1 equal x2, y2 if and only if x1 equal x2 and y1 equal y2 ပေါ့ x1, y1 နဲ့ x2, y2 နဲ့တူတယ်ဆိုရင်လည်းပဲတဲ့ x1 equal x2 ပါတဲ့ y1 equal y2 ပါအပေါ်က x plus y ပုံစံနဲ့ complex number နှစ်ခုတူညီခြင်းကိုပြောတာပါနောက်က x1, y1 ဟုတ်လားကျွန်တော် order ပဲပုံစံနဲ့ complex number နှစ်ခုတူညီခြင်းကိုပြောတာပါဘယ်လိုပဲနေပါ complex number နှစ်ခုတူတယ်ဆိုရင် real part ချင်းတူညီပါတယ် imaginary part ချင်းဘာလို့တာလဲတူညီပါတယ်ပေါ့နော်ကဲဒါဆိုအားလုံးဒီစာမျက်နှာလေးရပါပြီနော် example 4ကြည့်အောင် if y1 plus 3x minus yi equal 5 minus 2i sorry if 2y plus 3x minus yi equal 5 minus 2i find the values of x and y ပေါ့ 2y plus 3x minus yi က 5 minus 2i နဲ့ဒီလေဆိုရင်တဲ့ဘာရှာခိုင်းတာလဲဆိုတော့ x နဲ့ y ရဲ့တန်ဖိုးကိုရှာခိုင်းထားတယ်ပေါ့ဘာပြီးထားတာလဲသူက 2y plus 3x minus yi equal to က 5 minus 2i ပေါ့ဒါပြောတာပါတယ် real part ချင်းတူရမယ် imaginary part ချင်းတူရမယ်လက်ဆက်မှာ real part က 2y မှာ
left ဆရာတို့ left side မှာရှိတဲ့ real ဘက်က 2y မှာ right side မှာရှိတဲ့ real ဘက်က 5 ပါဒါကြောင့် 2y က 5 နဲ့ညီပြီးတော့ left side မှာရှိတဲ့ imaginary ဘက်က 3x minus y မှာ right side မှာရှိတဲ့ imaginary ဘက်က minus 2 ပါဒါကြောင့် 3x minus y က minus 2 နဲ့ညီမှာပေါ့အဲ့ဒါလေးကိုရှင်းလိုက်တဲ့အခါမှာ x တန်ဖို့ 5 by 2 y တန်ဖို့ 5 by 2 နဲ့ x တန်ဖို့ဘာလာရလဲဆိုတော့ 1 by 6 ဆိုတာလာပြီးတော့ရပါတယ်เนาะဒါဆရာတို့ complex number တခုတူညီခြင်းဆိုတဲ့ concept လေးကိုသုံးသွားလိုက်တာပါ exercise 75 find the values of a and b such that 2a plus 3b plus a minus 2b are equal minus 1 plus 3i ပေါ့ဒါလည်းပဲ complex number တခုတူညီခြင်းပါပဲ 2a plus 3i က real part minus 1 က real part ဖြစ်သည့်အတွက် 2a plus 3b sorry နော် 2a plus 3b က real part minus 1 က real part ဖြစ်သည့်အတွက် 2a plus 3b က minus 1 နဲ့ညီမယ် a minus 2b က imaginary part 3ကလည်း imaginary part ဖြစ်သည့်အတွက် a minus 2b က 3နဲ့ဘာလုပ်တာလဲညီပါမယ် equation 1 2ရပါတယ်အဲ့ဒီ equation 1 2ကိုဆရာတို့ကငယ်ငယ်ရလို့ကလားမြောက်စားချင်းနေစရာမလိုပါဘူးအကျန်းထဲမှာဖြည့်ရှင်းပြီးတော့ solve equation 1 and 2 equation 1 နဲ့ equation 2ကိုဖြည့်ရှင်းခြင်းအပြင်ဆိုပြီးတော့ဆရာတို့က a တန်ဖိုးနဲ့ b တန်ဖိုးကိုဘာလို့ရလဲရှာလို့ရပါတယ်เนาะအကျန်းထဲမှာတွက်လိုက်မယ်ပေါ့ဟာလား equation solve the equations 1 and 2ဆိုပြီးတော့ a တန်ဖိုးနဲ့ b တန်ဖိုးကိုဆရာတို့ဘာလို့ရလဲရှာလို့ရပါတယ်เนาะဟုတ်ပြီဒါဆရာတို့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော် extra exercise လေးပေးလိုက်ပါတယ်ဘာတွေပေးလိုက်လဲ find the real number a and b such that 3a plus a minus b are equal to 2 plus I ပေါ့ find the real number a and b such that a plus b minus 2ab I equal 5 minus 12i ပေါ့နောက်တော့ find the values of real number x and y such that x minus xy plus y plus y equal to 1 minus 3i ဆိုပြီးတော့အဲ့ဒါလေးကိုဗာလဲ extra exercise လေးကိုကျွန်တော်စူးစမ်းပြီးတော့တွက်ကြည့်ကြအောင်ပါနော်ကဲဒါဆိုကျွန်တော် next page ကိုသွားပါမယ် algebraic operation of complex number complex number များရဲ့အခရာဆိုင်ရာလုပ်ထုံးလုပ်နည်းများ sum of two complex number နှစ်ခုပေါင်းခြင်း x1 plus y1 plus x2 plus y2i equal x1 plus x2 plus y1 plus y2i complex number နှစ်ခုပေါင်းခြင်းသည် real part ချင်းပေါင်းမယ် imaginary part ချင်းပေါင်းမယ်ဒါကြောင့် x1 plus y1 plus x2 plus y2i equal x1 plus x2 plus y1 plus y2i ပေါ့ real part ချင်းပေါင်းမယ် imaginary part ချင်းပေါင်းမယ်ပေါ့ဒါကဆရာက x plus yi ပုံစံနဲ့ပြောလိုက်တာ order base နဲ့ပြောမယ်ဆိုရင် x1, y1 plus x2, y2 equal x1 plus x2, y1 plus y2 ပေါ့ဒါဆရာတို့ order base ပုံစံနဲ့ပြောလိုက်တာသူကတော့အထက်ကတော့ real ပတ်ချင်းပေါင်းပါမယ် imaginary ပတ်ချင်းပေါင်းမယ်ပေါ့ subtraction of two complex number နှစ်ခုခြားနာခြင်း x1 plus y1 plus x1 plus y1 minus x2 plus y2 equal x1 x1 minus x2 plus y1 minus y2i ပေါ့မှတ်လိုက်ပါ real ပတ်ချင်းနှုတ်ရမယ် imaginary ပတ်ချင်းနှုတ်ရမယ်ဒါကဆရာတို့ဘာလဲပြောလိုက်တာလဲဆိုတော့အပေါ်က x plus y နဲ့ပြောလိုက်တယ်အောက်က order base နဲ့ပြောလိုက်တယ်ပေါ့ multiplication of complex number by real number complex number တခုကို real number နဲ့မြောက်ခြင်း complex number တခုကို real number နဲ့မြောက်တယ်ဆိုတာက let z equal to a plus b I and k is a real number ပေါ့ z equal to a plus b I ဖြစ်ပြီးတော့ k ရ real number ဆိုရင် kz z ဆိုတဲ့ complex number ကို real number k နဲ့မြောက်ရင်တဲ့ k into a plus b I ပေါ့
real part ကိုလည်း k နဲ့မြောက်ရမယ် imaginary part ကိုလည်း k နဲ့မြောက်ရမယ်ဒါဆိုဘာရမှာလဲ ak plus bk i ဆိုတာရပါတယ်ပေါ့အဲကြတော့ algebraic operation complex number မှာ sum of two complex number ဒီ real part ချင်းပေါင်းတယ် imaginary part ချင်းပေါင်းတယ်ပေါ့ subtraction of complex number two complex number ဒီ real part ချင်းနှုတ်မယ် imaginary part ချင်းနှုတ်မယ်ပေါ့ multiplication of complex number by real number ဒီ real part ကိုလည်းမြောက်ရမယ် imaginary part ကိုလည်းဘာလို့တာလဲမြောက်ပေးရမယ်ပေါ့ဒါက algebraic operation of complex number ဖြစ်ပါတယ်เนาะအားလုံးဒီစာမျက်နှာလေးကိုရပါပြီเนาะနောက်တာ next page ကိုသွားမယ် product of two complex number နှစ်ခုမြောက်ချင်း x1 plus y1i into x2 plus y2i ရိုးရိုးဆရာတို့အခရာဂိမ်းစဉ်နဲ့မြောက်ချင်းပုံစံနဲ့သွားမယ် x1 က x2 နဲ့မြောက်တယ် y1i က y2i နဲ့မြောက်တယ် x1 နဲ့ x2 နဲ့မြောက်တာက x1 x2 y1i နဲ့ y2i နဲ့မြောက်တာက y1 y2i square ပေါ့ဟုတ်ပြီနော်ပြီးတော့မှ x1 က y2i နဲ့မြောက်တယ် y1 က x2i နဲ့မြောက်တယ်ရိုးအခရာကိန်းနဲ့မြောက်တဲ့ပုံစံနဲ့မြောက်လိုက်တာပါပဲဒါဆိုဘာလာရမလဲ x1 နဲ့ x2 နဲ့မြောက်တာ x1 x2 y1i နဲ့ y2i နဲ့မြောက်တော့ y1 y2i square x1 နဲ့ဆက်လို့ဗာနဲ့မယ်လဲ y2i နဲ့မြောက်တာက x1 y2i ပြီးတော့ x2 နဲ့ y1i နဲ့မြောက်တာက x2 y1i ပေါ့ရိုးအခရာကိန်းနဲ့မြောက်တဲ့မြောက်လိုက်တာပေါ့ဒီမှာ i square ဒီ -1 ဒါကြောင့် y1 y2 ဟာ minus y1 y2 ဖြစ်သွားတယ်အဲကြ x1 x2 minus y1 y2 က real part ဖြစ်သွားမှာပေါ့ x1 y2 i နဲ့ x2 y1 i က i ကိုပုံထုတ်လိုက်တဲ့အခါမှာ real part ကပါလဲ x1 x2 minus y1 y2 imaginary part ကပါလဲ x1 y2 plus x2 y1 i ဆိုတာလာပြီးရတယ်ဒါဆရာတို့ complex number တစ်ခုပါလို့ချင်းလဲမြောက်ချင်းပါဒါကြောင့်ကျောင်းသားတွေတွေ့တဲ့နေရာမှာ formula ကိုတန်းပြီးသုံးလို့ရတယ်လို့ပဲ step by step မြောက်ပြီးမှတွေ့ရင်လည်းပဲဘာလို့လဲရပါတယ်เนาะဒါကြောင့် shortcut နဲ့ပြောမယ်ဆိုရင် x1 plus x2 i နဲ့ x1 plus y1 i နဲ့ x2 plus y2 i နဲ့မြောက်တယ်ဆိုရင် x1 plus x2 i နဲ့ x1 plus y1 i နဲ့ x2 plus y2 i နဲ့မြောက်တယ်ဆိုရင် x1 x2 minus y1 y2 plus x1 y2 plus x2 y1 i ဆိုတာရမယ် x1 plus y1 i နဲ့ x2 plus y2 i နဲ့မြောက်ရင် x1 x2 minus y1 y2 plus x1 y plus x1 y2 plus x2 y1 i ဆိုတာဘာလို့လဲကြပါတယ်တဲ့ဒါ complex number ကိုမြောက်ချင်းပါဒါ order ပဲနဲ့ပြောမယ်ပေါ့ x1, y1 နဲ့ x2, y2 နဲ့မြောက်မယ်ဆိုရင် real part ကပါလဲ x1 x2 minus y1 y2 ပေါ့ imaginary part ကပါလဲ x1 y2 plus x2 y1 ပေါ့ x1 x2 minus y1 y2 က real part x1 y2 plus x2 y1 က imaginary part ဒီလိုလေးကျွန်တော်မှတ်ထားပါမယ်ဒါ complex number ကိုမြောက်ချင်းပါ notes နေနဲ့ကြည့်အောင် the sum product two complex number certified commutative associative and distributive law တဲ့အခရာရဲ့လုံထုတ်လုံနည်းတွေဖြစ်တဲ့ commutative ရဲ့ associative နဲ့ distributive ကို complex number ပေါင်းခြင်းနဲ့မြောက်ခြင်းဟာပြည်လေတယ်ပေါ့နော်အခရာကိန်းစဉ်နဲ့လုံထုတ်လုံနည်းရဲ့ commutative ရဲ့ associative နဲ့ distributive law ကို complex number များပေါင်းခြင်းနဲ့မြောက်ခြင်းကဘာလို့တာလဲပြည်လေပါတယ်တဲ့ဒါ complex number များရဲ့လုံထုတ်လုံနည်းများပေါ့ all real numbers ကိန်းစစ်အားလုံးကို can be considered စဉ်းစားနိုင်တယ်ပေါ့ as complex number
ကိန်းစစ်အားလုံးကို complex number အနေနဲ့စဉ်းစားနိုင်တယ်ပေါ့ကျင်တော့ဒါဆရာဇာလေးနဲ့ဆွဲပြထားပါတယ် test ထဲမှာလည်းပါပါတယ် real number complex number x plus yi complex number order pair တနည်းအားဖြင့်ပြော x, y ပေါ့ပထမ real number လေးက x ဆိုတဲ့ real number လေးကဘာနဲ့တူလဲဆိုတော့ x plus 0i ပေါ့အဲ့ဒါလေးကို order pair နဲ့ရေးရင် x, 0ပေါ့ real number y complex number 8 plus y ပုံစံနဲ့ရေးရင် y plus 0i ပေါ့ order pair နဲ့ရေးရင်တော့ y, 0ပေါ့ real number x plus y complex number x, y ပုံစံနဲ့ရေးရင်တော့ x plus y plus 0i ပေါ့အဲ့ဒါကို order pair နဲ့ရေးရင်တော့ x plus y, 0ဖြစ်မှာပေါ့ real number xy complex number 8 plus y ပုံစံနဲ့ရေးရင်တော့ xy plus 0i ပေါ့အဲ့ဒါကိုဆရာတို့ order pair နဲ့ရေးရင်ကတော့ xy, 0ဆိုတာလာရမယ်ပေါ့ဒါဘာလို့သိစေချင်တာလဲကိန်းစစ်တစ်ခုကိုတဲ့ကိန်းစစ်အားလုံးကိုဆရာတို့ complex number ပုံစံနဲ့လေပေါ်ပြလို့ရတယ်ဆိုတာကိုသိစေချင်တာအပါ2 real number ပါ2 plus 0i complex number ပုံစံဖြစ်ပါတယ် order pair နဲ့ရေးရင် 2, 0ပေါ့ကျွန်တော်ဒါကိုဆိုလိုတာဖြစ်ပါတယ်เนาะဒါကြောင့် real number ကိန်းစစ်အားလုံးကို can be consider စဉ်းစားနိုင်ပါတယ် as complex number တစ်ခုအနေနဲ့စဉ်းစားနိုင်ပါတယ်ကဲကျွန်တော် next page ကိုသွားပါမယ်เนาะ asymmetry page 4 compute တွက်ပါတဲ့ minus 2,3 into 1, minus 2 plus 1,1 into 0,1 method နှမျိုးနဲ့ကျွန်တော်တို့တွက်ကြည့်ထားပါတယ်เนาะ test ထဲမှာလည်းပါပါတယ် minus 2,3 into 1, minus 2 plus 1,1 into 0,1 ပေါ့ဒါကိုဆရာတို့ order pair products နည်းနဲ့ပြောအောင် x1, y1 နဲ့ x2, y2 နဲ့မြောက်တယ်ဆိုရှေ့က x1, x2 minus y1, y2 အဲ့ဒါ real part, နောက်က x1, y2 plus x2, y1 ပေါ့အကြရိတ်ကြည့်အောင်ဒီ complex number လေးနှစ်ခုအရင်မြောက်ကြည့်အောင် x1, x2 ဆိုတော့ minus 1နဲ့ 1နဲ့မြောက်မှာပေါ့ minus y1, y2 က 3နဲ့ minus 2နဲ့မြောက်မှာပေါ့အဲ့ဒါ real part အဲ့ကြတော့ minus 1, minus 2, minus 1, minus 3 into minus 2, imaginary ဘက်ကဘာဖြစ်သွားမလဲ x1 နဲ့ y2 နဲ့မြောက်တယ် x2 နဲ့ y1 နဲ့မြောက်မယ်ပေါ့အဲ့ကြတော့ minus 2 က minus 2နဲ့မြောက်မယ် plus 1 က 3နဲ့မြောက်မယ်ပေါ့ဒါကရှေ့က order pair ကိုဆရာမြောက်လိုက်တာနောက်ကကြည့်အောင်1က 0နဲ့မြောက်တယ် minus 1က 1နဲ့မြောက်မယ်ပေါ့ imaginary ဘက်ကပါလေ1က 1နဲ့မြောက်တယ် plus 0က 1နဲ့မြောက်မယ်ပေါ့ဒါဆိုဆရာတို့ကကြည့်နော် x1 x2 က minus 2နဲ့ 1နဲ့မြောက်တော့ minus 2 minus y1 y2 က 3နဲ့ minus 2နဲ့မြောက်တော့ minus 6 x1 y2 က minus 2နဲ့ minus 2နဲ့မြောက်တော့ 4 ရတယ် plus x2 y1 က 1နဲ့ 3နဲ့မြောက်တော့ 3 ရတယ်ပေါ့ x1 x2 က 1နဲ့ 1နဲ့မြောက်တော့ 0 ရတယ် minus y1 y2 က 1နဲ့ 1နဲ့မြောက်တော့ minus 1နဲ့ 1နဲ့မြောက်တော့ 1 ရတယ်ပေါ့ဟာဒီ minus ကပုံသေးနည်းရပါတော့နော် imaginary ဘက်က x1 y2 1နဲ့ 1နဲ့မြောက်တော့ 1 ရတယ် x2 y1 0နဲ့ 1နဲ့မြောက်တော့ 0 ရတယ်ပေါ့အဲ့ဒါလေးကိုဆရာတို့ကဆက်ပြီးတော့ဘာလုပ်လိုက်လဲရှင်းပေးလိုက်တဲ့အခါမှာဘာလာရလဲဆိုတော့ real ပတ်ချင်းပေါင်းတာက 4 နဲ့ minus 1နဲ့ပေါင်းတော့ 3 imaginary ပတ်ချင်းပေါင်းတာက 7 နဲ့ 1နဲ့ပေါင်းတော့ 8 3,8 ဆိုတာလာပြီးရတာပေါ့အဲ့ဒါကိုဆရာကနောက်ထပ် method တစ်ခုကဘာလဲ
aura ပဲပေးထားတဲ့ complex number လေးကို x plus yi ပုံစံရေးလိုက်တာနော်ဘာပုံစံလဲ x plus yi ပုံစံ real ဘက်ကဘာလဲ -2 နဲ့ 1 နဲ့မြောက်တယ် -3 နဲ့ -2 နဲ့မြောက်မယ်ပေါ့ comma ဘာလဲ plus ပေါ့ imaginary ဘက်ကဘာလဲ -2 နဲ့ -2 နဲ့မြောက်တယ် plus 1 နဲ့ 3 နဲ့မြောက်တယ် into I ပေါ့ဟောဒီလိုလေးရေးလိုက်တယ်ဟုတ်လားဒီမှာကဒုတိယ complex number တစ်ခုဟာဒီမှာက I နဲ့ဝင်မြောက်လိုက်တယ် I နဲ့မြောက်တာ I နဲ့ 1 နဲ့မြောက်တာ I ပေါ့ I နဲ့ I နဲ့မြောက်တာဒီ I square ဒီဘာနဲ့ညီလဲ -1 နဲ့ညီတယ်ပေါ့အဲ့ဒါလေးကိုဆက်ရှင်းပါတယ်ဒါရှင်းလိုက်တာ 4 + 7i ရပါတယ်နောက်က I - 1 ရမယ်ပေါ့ real ပါချင်းပေါင်းမယ်4နဲ့ -3 နဲ့ပေါင်း4နဲ့ -1 နဲ့ပေါင်းတော့3ပါ7i နဲ့ I နဲ့ပေါင်းတာ 8i မှာရထားတဲ့ x plus yi ပုံစံလေးကိုဆရာတို့ order pair နဲ့ပြန်ပြီးဘာလုပ်တာလဲရေးပေးရပါလိမ့်မယ်နော်ဒါက complex number များမြောက်ခြင်းကို order pair ပုံစံနဲ့မြောက်တာရဲ့ x plus yi ပုံစံပြောင်းပြီးတော့မြောက်တာရဲ့ပေါ့အဓိကတော့ shortcut နဲ့သွားလဲရတယ်ပုံသင်နည်းရသွားလဲရတယ် step by step မြောက်တိုင်းလဲရတယ်ပေါ့နော်ပုံသင်နည်းရပါလဲ x1 x2 minus y1 y2 ပေါ့ plus ပြီးတော့ x1 y2 plus x2 y1 I ပေါ့အဲ့ဒါဆရာတို့ပုံသင်နည်းရသွားတာဖြစ်ပါတယ်နော်ကဲဒါလေးသွားကြည့်2,0 into 3,5 plus 3, minus 2 into 0,1 ပေါ့2နဲ့3နဲ့မြောက်တယ် minus 0နဲ့5နဲ့မြောက်တယ်comma 2နဲ့5နဲ့မြောက်တယ် plus 3နဲ့0နဲ့မြောက်တယ်ဒါဆရာတို့2,0 နဲ့ 3,5 complex number နှစ်ခုမြောက်ခြင်းရဲ့ order ပဲပုံစံလေးရပါမယ်နောက်က3နဲ့0နဲ့မြောက်တယ် minus 2နဲ့1နဲ့မြောက်တယ် comma 3နဲ့1နဲ့မြောက်တယ် plus 0နဲ့ 2နဲ့မြောက်တယ်ဟောဒီလိုလေးဆရာမြောက်လိုက်တယ်နော်အဲ့ဒါလေးကိုရှင်းလိုက်တယ်ပေါ့ဗျာအသေးစိတ်ဆရာမပြောတော့ပါဘူး real ပတ်ချင်းပေါင်းနဲ့ imaginary ပတ်ချင်းပေါင်းနဲ့ပေါ့ method 2ကပေးထားတော့ order pairs လေးများကို 8 plus yn ပုံစံရေးလိုက်တယ် 2,0 က2ပါ3,5 က3 plus 5i မှာ3, minus 2 က3 minus 2i မှာ0,1 က I မှာပေါ့2ကထဲထဲဝင်မြောက်လိုက်တဲ့အခါမှာ6 plus 10i ပေါ့ I ကထဲထဲဝင်မြောက်လိုက်တဲ့အခါမှာ 3i minus 2i square ဆိုတာရမှာပေါ့အားလို့ရတယ်နော် 3i minus 2i square I square ဒီ minus 1နဲ့ညီတဲ့ plus 2ဖြစ်သွားတယ် minus 2နဲ့ I နဲ့မြတ်တော့ I square ဒီ minus 1နဲ့ညီတဲ့ plus 2ဖြစ်သွားတယ် real ပတ်ချင်းပေါင်းတယ်6က2နဲ့ပေါင်းမယ် 10i က 3i နဲ့ပေါင်းတယ်ပေါ့ဒါဆိုဆရာတို့ order pairs နဲ့ပြန်ရေးလိုက်ရင် 8,13 ဆိုတာပြန်ပြီးရမှာပေါ့နောက်ဒါလေးကြည့်ကြရအောင်2က minus 1နဲ့မြောက်တယ် minus 5က0နဲ့မြောက်မယ် comma 2က0နဲ့မြောက်တယ် plus minus 1က minus 5နဲ့မြောက်တယ်ဒါဆိုရှေ့ရပြီးသွားပြီနော်1က5နဲ့မြောက်တယ် minus 0က1နဲ့မြောက်မယ်ပေါ့ real part 1က1နဲ့မြောက်တယ် plus 5က0နဲ့မြောက်တယ်ပေါ့ဟောဒါက complex number တစ်ခုကို order pair ပုံစံနဲ့မြောက်တယ်အဲ့ဒါလေးကိုဆရာဆက်ပြီးရှင်းလိုက်တယ်ပေါ့ပါလာရလဲ 3,6 ပါလာရဟုတ်ပြီနော်နောက်တစ်ပါလဲ8 plus y ပုံစံလေးကျွန်တော်ပြောင်းလိုက်တယ်ပေါ့8 plus y ပုံစံလေး2, minus 5ဆိုတာ2 minus 5i ပဲ minus 1,0 ဆိုတာ minus 1ပဲ1,0 ဆိုတာ1ပါပဲ5,1 ဆိုတာ5 plus I မှာပဲ minus 1နဲ့ဝင်မြောက်လိုက်တော့ minus 2 plus 5i ပေါ့1နဲ့ဝင်မြောက်လိုက်တော့5 plus I ပေါ့ဒါလေးကို real ပတ်ချင်းပေါင်းလိုက်တဲ့ imaginary ပတ်ချင်းပေါင်းလိုက်တဲ့အခါမှာ 3,6 ဆိုလာရပါတယ်အဲ့ဒါ 3,6 ပါပဲအဲ့ကြတော့ဒါ complex number တွေကိုကျွန်တော်က order pair ပုံစံနဲ့မြောက်တာရဲ့
x plus yi ပုံစံနဲ့မြောက်တာရဲ့ဆိုပြီးတော့2မျိုးပါလို့လိုက်လေတွက်ပြလိုက်ပါတယ်เนาะဟုတ်ပြီဒါလေးလည်းစူးစမ်းပြီးတော့စဉ်းစားတွက်ကြပါเนาะဒါကျွန်တော်အချိန်ကုန်ခံပြီးတော့မပြောတော့ပါဘူးဒါလေးတွေလည်းဇာခွန်တာပြောသလိုပဲ x1,11i နဲ့ x2,y2i နဲ့မြောက်တယ်ဆိုရင် x1 x2 minus y1 y2 plus x2 y1 plus x1 y2 plus x2 y1 i ဆိုတဲ့ပုံစံလေးနဲ့မြောက်သွားလိုက်ရင်ကျွန်တော်ဒါလေးတွေရပါပြီကျွန်တော်အသေးစိတ်နော် complex number များမြောက်ခြင်းကိုအသေးစိတ်ပါလေမရှင်းတော့ပါဘူးเนาะဒါ exercise ကနံပါတ် C ပေါ့ပြီးတော့နံပါတ် D ပေါ့ဟုတ်ပြီလားဒါကနံပါတ် 2A ဇာအသေးစိတ်မရှင်းတော့ဘူးဒါလေးတွေကိုကိုယ်တိုင်စူးစမ်းပြီးတော့တွေ့ချင်းရပါတယ်ဘာမှခင်းနေတဲ့ဟာတွေမဟုတ်ပါဘူးเนาะဒါနံပါတ် 2B ကျောက်ကကျွန်တော်တင်ပေးပါပါဒါနံပါတ် 2C ကျောက်ကတင်ပေးပါမယ်เนาะဒါနံပါတ် 2D ဟုတ်ပြီเนาะဒါတော့ extra exercise ဆိုပြီးတော့လေ့ကျင့်ဖို့ရန်အတွက်ပုံစံလေးဘာလို့တာလဲပေးထားပါတယ်เนาะလေ့ကျင့်ဖို့ရန်အတွက်ပုံစံလေးတွေပေးထားပါတယ်အားလုံးဒီ teaching note တွေအားလုံးကို Facebook မှာရောဒီ Telegram group မှာအားလုံးဘာလို့တာလဲတင်ပေးမှာဖြစ်ပါတယ်เนาะကြည့်ဒါဆိုကျွန်တော်တို့ D3 ကိုဒီလောက်တည်းပဲအဆုံးသတ်ကြအောင်ပါ